မင်္ဂလာပါဓမ္မမိတ်ဆွေပေါင်းဒီနေ့မှာတော့လူတိုင်းရဲ့ဘဝမှာကြုံတွေ့နိုင်တဲ့ကပ်ပေးဆိုးများကိုဘယ်လိုကျော်လွှားရမလဲဆိုတဲ့အကြောင်းကိုဓမ္မအမြင်နဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်ဓမ္မမိတ်ဆွေတို့ရဲ့လူဘဝဆိုတာအမြဲတမ်းဆင်ပြေနေတဲ့ဘဝမဟုတ်ပါဘူးခါတလေမှာစီးပွားရေးခက်ခဲတွေကြုံရတတ်တယ်ခါတလေမှာကျန်းမာရေးပြဿနာတွေကြုံရတတ်တယ်ခါတလေမှာချစ်ခင်ရတဲ့သူတွေနဲ့ခွဲခွာရတတ်တယ်ခါတလေမှာမျောလင့်ထားတဲ့ကပ်ပေးဆိုးကြီးတွေကိုတော့ရင်ဆိုင်ရတတ်ပါတယ်ဒီလိုအချိန်တွေမှာလူများစုဟာစိတ်ပြက်အားငယ်တတ်ကြတယ်စိုးရိမ်ပူပန်တတ်ကြတယ်အချို့ဆိုရင်ဘဝဘဝလက်လျှော့ခြင်းလာတတ်ကြပါတယ်ဒါပေမဲ့ဗုဒ္ဓဘုရားရှင်ကလူသားတို့ကြုံတွေ့ရမယ်ဒီလိုအချိန်တွေအတွက်လမ်းညွှန်တရားတွေကိုဟောကြားပေးထားပြီးဖြစ်ပါတယ်ဓမ္မဆုံးနားလည်ထားရမှာကလောကဓာတ်တရားဖြစ်ပါတယ်လောကဓာတ်တရား၈ပါးဆိုတာလူတိုင်းရှောင်လွဲလို့မရတဲ့သဘာဝတရားတွေပဲဖြစ်ပါတယ်လက်ရခြင်းရှိတယ်လို့လက်ပြခြင်းတွေလည်းရှိမယ်ဒီမွန်းခြင်းခံရတယ်လို့ပြည့်ရခြင်းခံရတဲ့အခါလည်းရှိတာပါပဲချမ်းသာခြင်းရှိတယ်လို့ဆင်းရဲခြင်းလည်းရှိတယ်မြဲပဲလေဂုဏ်ရှိခြင်းရှိတယ်လို့ဂုဏ်မဲ့ခြင်းလည်းရှိပါတယ်ဒီຢာတွေဟာလူတိုင်းကြုံရမယ့်သဘာဝတရားတွေဖြစ်ပါတယ်အဲကြောင့်ကပ်ပြီးဆိုးကြုံလာတဲ့အခါဘာကြောင့်ငါ့မှာဖြစ်ရတာလဲလို့တွေးတင်ပါဘူးဒီလိုတွေးလေလေပိုပြီးစိတ်ဆင်းရဲရလေလေဖြစ်ပါတယ်ဒုတိယအချက်ကစိတ်တက်မကြဘူးဖြစ်ပါတယ်ခက်ခဲတွေကြုံလာတဲ့အခါစိတ်တက်ကြတာသဘာဝပါပဲဒါပေမဲ့စိတ်တက်ကြနေခြင်းကပြဿနာကိုမဖြေရှင်းပေးနိုင်ပါဘူးမိုးရွာနေတဲ့အချိန်မှာထိုင်ငုံနေုံနဲ့မိုးတိတ်သွားတယ်ဒုက္ခရောက်နေတဲ့အချိန်မှာစိတ်ပြက်နေုံနဲ့လည်းဒုက္ခတွေကပျောက်ကွယ်မသွားဘူးလေအရေးကြီးတာကပြဿနာကိုရင်ဆိုင်ရတဲ့တတိရှိဖို့ပဲဖြစ်ပါတယ်တတိယအချက်ကသီလကိုစောင့်ထိန်ရမယ်ခက်ခဲကြုံခဲ့ရတဲ့အခါချို့လူတွေဟာမကောင်းတဲ့နည်းလမ်းတွေကိုရွေးချယ်တတ်ကြတယ်လေလိန်ညာခြင်းခိုးယူခြင်းမတရားလုပ်ခြင်းစတဲ့အကုသိုလ်တရားတွေပြုလုပ်မိတတ်ကြပါလေဒါပေမဲ့မကောင်းမှုနဲ့ပြဿနာကိုဖြေရှင်းမှုကြိုးစားတာဟာမိဘူးတက်စီတောင်းလိုက်တယ်လို့ပါပဲပြဿနာမပြီးသေးခင်ပြဿနာတစ်တွေတက်တိုးလာနေပါတယ်ဒါကြောင့်ဘလို့ချင်းနေမျိုးမှာပဲဖြစ်ဖြစ်ဒီလောက်စောင့်ကိုစောင့်ထိန်မှုလိုအပ်ပါတယ်သုဒ္ဓချက်ကတော့မေတ္တာတရားပွားများဖို့ဖြစ်ပါတယ်ဒုက္ခကြုံလာတဲ့အခါသူတချို့ဟာသူများကိုပြစ်တင်တတ်ကြတယ်ဒေါသတွေထွက်မဲ့မုန်းတီးကြမယ်ဒါပေမဲ့ဒေါသဆိုတာသူများကိုမလောင်ရင်ကိုယ့်ကိုယ်ကိုရင်လောင်ကျွမ်းစေတဲ့မိတစ်ခုပဲမလားမေတ္တာတရားပွားများခြင်းကစိတ်ကိုအေးချမ်းစေပါတယ်အေးချမ်းတဲ့စိတ်ကသာမှန်ကန်တဲ့စွန့်မြတ်ချက်ကိုချနိုင်ပါတယ်ပထမချက်ကကုသိုလ်ကောင်းမှုများပြုလုပ်ဖို့ဖြစ်ပါတယ်ဒါနပေးခြင်းသီလစောင့်တည်ခြင်းတရားနာခြင်းဘာဝနာပွားများခြင်းတို့ကိုအားထုတ်သင့်ပါတယ်ကုသိုလ်တရားတွေဟာစိတ်ကိုခွန်အားပေးပါတယ်ဒုက္ခတွေကိုရင်ဆိုင်နိုင်တဲ့စွမ်းအားကိုပေးပါတယ်သတ္တမအချက်ကနိစ္စတရားကိုဆင်ခြင်မှုဖြစ်ပါတယ်လောကမှာဘာမှမမြဲပါဘူးချမ်းသာခြင်းမမြဲသလိုဆင်းရဲခြင်းလည်းမြဲမနေပါဘူးပျော်ရွှင်ခြင်းမမြဲသလိုဝမ်းနည်းခြင်းလည်းမမြဲပါဘူးဒီနေ့ကြုံနေရတဲ့အခက်အခဲတွေဟာလည်းသာဝရမဟုတ်ပြန်ပါဘူးချိန်တန်ရင်ပြောင်းလဲသွားမှာပါဒါကြောင့်ဒုက္ခရောက်နေချိန်မှာဒါလည်းပြီးသွားမှာပါဆိုတဲ့အသည့်ကိုမွေးမြူထားဖို့လိုပါတယ်ဓမ္မမိတ်ဆွေတို့ရေမှောင်ဆုံးညတော်မနေ့ခင်းကိုရောက်ရပါတယ်မိုးတေးထန်စွာရွာသွန်းနေရင်တော့အချိန်ချင်းမှာမိုးတိတ်သွားရပါတယ်ထို့အတူယနေ့တင်ရင်ဆိုင်နေရတဲ့ကပ်ပြီးဆိုးတွေကြက်ခဲတွေဟာလည်းဒီနေ့နေ့မှာပြီးဆုံးသွားမှာဖြစ်ပါတယ်အရေးကြီးတာကစိတ်မပြတ်ဖို့ပါသီလကိုစောင့်ထိန်ရမယ်မေတ္တာတရားကိုပွားများမယ်ကုသိုလ်ကောင်းမှုတွေပြုလုပ်မယ်သတိတရားနဲ့နေထိုင်မယ်ဆိုရင်ဘလောက်ကြီးမားတဲ့
ကပေးဆိုပဲဖြစ်ဖြစ်ကျော်လွှမ်းနိုင်မှာဖြစ်ပါတယ်ဓမ္မမိတ်ဆွေတို့ရေလူတိုင်းစိတ်ချမ်းသာခြင်းကြပါတယ်ဆင်းရဲတဲ့သူကလည်းစိတ်ချမ်းသာခြင်းနဲ့ချမ်းသာတဲ့သူကလည်းစိတ်ချမ်းသာခြင်းနဲ့လူကြီးလူငယ်မရွေးမျိုးသားမျိုးသမီးမရွေးလူတိုင်းရဲ့နှလုံးသားထဲမှာစိတ်ချမ်းသာမှုကိုပဲရှာဖွေနေကြတာပါဒါပေမဲ့ထူးဆန်းတာတစ်ခုကတော့လူအများစုဟာစိတ်ချမ်းသာမှုကိုပြင်ပရာတွေထဲမှာရှာဖွေနေကြပါတယ်ဝေများများရှိရင်စိတ်ချမ်းသာမယ်လို့ထင်ကြတယ်ယာရုကြီးကြီးရရင်စိတ်ချမ်းသာမယ်လို့ထင်ကြတယ်ကိုလိုချင်တဲ့ယာအလုံးရရင်စိတ်ချမ်းသာမယ်လို့ထင်ကြတယ်ဒါပေမဲ့လက်တွေ့ဘဝမှာတော့ငွေကြေးပြည့်စုံပြီးဆင်းရဲနေတဲ့သူတွေအများကြီးတွေ့ရပါတယ်ယာရုကြီးကြီးရှိပြီးပူပန်မှုများနေတဲ့သူတွေအများကြီးရှိပါတယ်ဘာကြောင့်လဲဆိုတော့စိတ်ချမ်းသာခြင်းဟာပြင်ပကလာတာမဟုတ်ပဲကိုယ်စိတ်ထဲကလာတာဖြစ်လို့ပါဘုရားဘုရားရှင်ကလည်းစိတ်ဟာယာအလုံးရဲ့စဖြစ်တယ်လို့ဟောကြားခဲ့ပါတယ်စိတ်ကောင်းရင်ဘဝကောင်းမယ်စိတ်မကောင်းရင်ဘဝလည်းမကောင်းနိုင်ဘူးဒါကြောင့်စိတ်ချမ်းသာခြင်းရဲ့ပထမဆုံးပြောင်းလဲရမှာကပြင်ပလောကကိုမဟုတ်ပဲကိုယ်စိတ်ကိုပဲဖြစ်ပါတယ်ဓမ္မမိတ်ဆွေတို့ရေစိတ်ချမ်းသာခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုကလိုချင်မှုငယ်ခြင်းပဲဖြစ်ပါတယ်လူတွေဟာရှိတာနဲ့မကျေနပ်နိုင်ကြဘူးတစ်ခုခုရရင်နောက်တစ်ခုလိုချင်တယ်နောက်တစ်ခုရရင်ထပ်ပြီးလိုချင်မြန်တယ်လိုချင်မှုတွေကဘယ်တော့မှအဆုံးမရှိဘူးဒါကြောင့်စိတ်လေအေးချမ်းမှုမရနိုင်ဘူးတကယ်တော့စိတ်ချမ်းသာမှုဆိုတာပိုပြီးရယူခြင်းတဲ့ရှိတာကိုတမိုးထပ်တဲ့ခြင်းမှာရှိနေတတ်ပါတယ်ဒီနေ့သင်ကျမ်းမာနေသေးတယ်တက်ရှင်နေသေးတယ်စားစရာတွေရှိနေသေးတယ်အိပ်စရာလည်းရှိသေးတယ်ဒါတွေဟာကျေးဇူးတင်ထိုက်တဲ့အရာတွေပါကျေးဇူးတင်တဲ့စိတ်ရှိတဲ့သူဟာပိုပြီးစိတ်ချမ်းသာနေတတ်ပါတယ်နောက်ထပ်စိတ်ချမ်းသာစေတဲ့ကြောင်းရင်းတစ်ခုကတိတ်ကိုဖက်တွေတာခြင်းဖြစ်ပါတယ်တချို့လူတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖြစ်ခဲ့တဲ့ဖြစ်ပျက်တွေကိုအခုထိမမိနိုင်ကြဘူးလေနာကျင်မှုတွေကိုပြန်ပြီးသတိရနေကြတယ်ဒေါသတွေကိုပြန်ပြီးမွေးမြူနေကြတယ်ဒါပေမဲ့တိတ်ဆိုတာပြီးသွားခဲ့ပြီလေဘယ်တော့ပဲပြန်တွေးနေပါစေပြောင်းလဲလို့မရတော့ဘူးဒါကြောင့်တိတ်ကိုလွတ်ချတတ်ဖို့လိုပါတယ်လွတ်ချနိုင်တဲ့သူကပိုပြီးလွတ်လပ်တယ်ပိုပြီးစိတ်ချမ်းသာတယ်ဓမ္မမိတ်ဆွေတို့ကြီးချို့သူတွေကအနာဂတ်အတွက်အလွန်အမင်းစိုးရိမ်နေကြတယ်မနှက်ဖန်ဘာဖြစ်မလဲနောက်နှစ်ဘာဖြစ်မလဲငါအစဉ်ပြေဝမလားငါကြရှုံးသွားမလားဒီလိုစိုးရိမ်မှုပန်မှုတွေကစိတ်ကိုပင်ပန်းစေပါတယ်အမှန်တော့အနာဂတ်ဆိုတာမရောက်သေးတဲ့အချိန်တစ်ခုပါဒီနေ့လှုပ်တဲ့နာကိုကောင်းဆုံးလှုပ်ထားမယ်ဆိုရင်အနာဂတ်ကသူ့ဘာသာသူအလိုလိုရောက်လာမှာပါဒါကြောင့်တိတ်ထဲမှာနေပါနဲ့အနာဂတ်ထဲမှာလည်းနေပါနဲ့လက်ရှိအချိန်မှာသတိရှိရှိနေထိုင်ပါဒါဟာစိတ်ချမ်းသာဖို့အကောင်းဆုံးနည်းလမ်းတွေတစ်ခုဖြစ်ပါတယ်နောက်ထပ်အရေးကြီးတဲ့တစ်ခုကမေတ္တာတရားဖြစ်ပါတယ်မေတ္တာတရားရှိတဲ့သူဟာစိတ်အေးချမ်းတယ်သူတစ်ပါးကိုမုန်းတီးနေတဲ့သူကကိုယ်စိတ်ကိုပူလောင်နေတဲ့သူဖြစ်တယ်မေတ္တာပို့တဲ့သူကတော့ကိုယ်စိတ်ကိုအေးမြစေမှာပါဒါကြောင့်စိတ်ချမ်းသာခြင်းရဲ့မေတ္တာတရားကိုငွေယူလိုက်လေသူတစ်ပါးပေါ်မေတ္တာထားပါကိုယ့်ကိုယ်လည်းမေတ္တာထားပါလောကမှာရာလုံးကမမြဲဘူးမို့လားပျော်ရွှင်မှုလည်းမမြဲဘူးဝမ်းနည်းမှုလည်းမမြဲဘူးချမ်းသာခြင်းလည်းမမြဲဘူးဆင်းရဲခြင်းလည်းမမြဲဘူးဒီမှန်တရားကိုနားလည်လာတဲ့အခါစိတ်ကပူပြီးအေးချမ်းလာတယ်မရသေးတာကိုပူပန်မနေတော့ဘူးဆုံးရှုံးသွားတာကိုလည်းရမ်းခံစားတော့ဘူးအရာအလုံးကိုဘာဝတိုင်းလက်ခံတတ်လာတယ်ဒါဟာစိတ်ချမ်းသာခြင်းရဲ့အ
အစစ်မှန်လမ်းကြောင်းတစ်ခုပါဒါကြောင့်စိတ်ချမ်းသာခြင်းနဲ့ဆိုရင်ရှိတာကိုကျေးဇူးတင်ပါအတိတ်တွေကိုလွတ်ချလိုက်ပါအနာဂတ်ကိုလွန်ကျွံစိုးရိမ်ပါနဲ့မေတ္တာတရားများများထားပါသီလကိုစောင့်ထိန်တဲ့လောက်စောင့်ထိန်ပါတတိတရားနဲ့နေထိုင်ပါဒါဆိုရင်ငွေကြီးဘလောက်ရှိရှိမရှိရှိဘဝချင်းနေဘလို့ပဲဖြစ်နေပါစေစိတ်အေးချမ်းမှုနဲ့စစ်မှန်တဲ့ပျော်ရွှင်မှုကိုရရှိလာမှာပဲဖြစ်ပါတယ်